quiero saco te mama ko no ma pa le sa sa lu lu yang mo တရုတ်နိုင်ငံအားလုံးထိတဲ့အတိုင်းမြန်မာနိုင်ငံမှာရှိတဲ့တရားဇာတအရင်းမြစ်အားလုံးကိုအောက်ဈေးနဲ့နှိုက်ကဘာကိုပြန်ပြီးတော့အမျက်ကြီးစားပြန်ရောင်းအရေးရှင်စနစ်အတက်တွင်းနေတဲ့တွင်းဆုပ်ဖောက်ကောင်တွေပဲဖြစ်တယ် ဒိုလီနဲ့မက်ဆီနဲ့ဘလူးအပီတယ်ကျွန်တော်လာမင်းကျွန်တော်ကမြောက်လုံးအားပေးမက်ဆီကအာဂျင်တီးနားအဲ့ကောင်နဲ့ကျွန်တော်တို့တရားဆွဲထားတာဗျဒိုလီကြဒီကောင်ပေါ်တူဂီနဲ့စင်ကာမျိုးလေဒီထွတ်မြတ်ရင်တို့အမျိုးတွေအားလုံးပဲမင်္ဂလာပါရွှေ family မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဘက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါရလားโอเคပျော်ရွှင်ကြည်နူးကျွန်တော်တို့အတွက်ခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့အစဖွဲ့မရသေးဗျဒေါ်စုသားသမီးရဲ့အရန်ရိုင်းနေတော့ဟုတ်ပါတယ်တခုပြောပြမယ်အင်နာတွေကဗက်တီးရီးယားကိုတက်ရှင်အက်ဆစ်ကိုသုံးပေးရတယ်ရေမွေးသုံးလို့မရသဘောပေါက်စာကတဲ့ပဲတော့တဲ့အာမနာရှာမချုံးပါလားမင်းတို့တခိုးလည်းပြောမယ်မင်းတို့တစ်ခွက်လုံးဒီကလာလုံးငါလုံးပါလားကျွန်တော်တို့ချစ်တဲ့ညီမလေးဖြုတ်ချစ်ကြီးကယူခသွားမယ်ဘောမတွေဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့အမေအိုကြီးရဲ့အလွမ်းပြေလေးကပအလဲမှာဘလောက်ထဲသွားတဲ့မြင်ကွင်းလေးလဲဆိုတာဟိုကွင်းတောင်သားအုပ်စုမြင်အောင်ကြည့် Special speeches will now be given by global leader Dr. Aung San Suu Kyi and honorary ambassador of the Games, Yoona Kim. Please welcome them to the stage. ဘာအလဲမှာဘလောက်ထိတောက်ပလိုက်တဲ့မိမသားတယောက် and Yoona Kim both here now to take the stage and participate with a ကပခေါင်းဆောင်ဖြစ်တာမိခွန်းပြောရမှာနော် everyone in the stadium here ecstatic and anticipating these words မင်းတို့ဇော်ဘောဟောင်းတို့ဒဇင်ဦးတို့အုပ်စုကြည့်လိုက်ရှင်ကြည့်လိုက်ကွာအဘပူနဲ့ရှင်ကြည့်လိုက်အများကြီးမပြောဘူးရှင်ကြည့်လိုက် What is your dream? been reading books of old the legends and My dream is very simple. I would like my country to be able to something that will change the world to a better place. I want to give my people an opportunity to prove that they can give to the world. And that is my dream. ဘာအလဲမှာနော်ကဘာကိုမြေကြီးကြောက်လုံနိုင်တဲ့အမျိုးသမီးကျွန်တော်တို့ရဲ့အမေကြောက်တော့လေးစားချစ်မြတ်နိုးဖို့ကောင်းတယ်ဟိုစောက်ဖို့နဲ့ရှင်းကြည့်လိုက်စမ်းဗျာခင်ဗျားတို့တွေရှင်းစရာအကြောင်းမရှိတာဒီဗီဒီယိုလေးကတော့ယူးကြောင်မူးကြောင်ကြက်မပြေးတဲ့ဘူးလက်လှဆွေဒိုလေးနဲ့မက်ဆီနဲ့ကိုအားမပေးဘူးတဲ့ဘာကြောင့်အားမပေးလဲဆိုတာ ဒိုလီနဲ့မက်ဆီနဲ့ဘလူးအပီတယ်ကျွန်တော်လာမင်းကျွန်တော်ကမြောက်လုံးအားပေးမက်ဆီကအာဂျင်တီးနားအဲ့ကောင်နဲ့ကျွန်တော်တို့တရားဆွဲထားတာဗျအားမပေးဒိုလီကြဒီကောင်ပေါ်တူဂီနဲ့စင်ကာမျိုးလေစင်ကာရဲ့မိမဟိုပါလေရခိုင်ပြည်ရဲ့သမီးလေဟုတ်ပြီဒီထွတ်မြတ်ရင်တို့အမျိုးတွေထွတ်မြတ်နဲ့ပေါ်တူဂီပဲဒီကောင်အဲကြောင့်မြောက်လုံးအားမပေးဘူး မဟုတ်ကြက်ဖန်ဖန်တကယ်ပြောလဲပြောတတ်တယ်နော်ပေါ်တာလေတောထန်အောင်ပချိကျက်ပေါ်ပေါ့တကယ်အပိတ်တွေလို့ပြောရင်လေခင်ဗျားတို့ကနာကြအောင်ပဲဒီဗီဒီယိုလေးကတော့ကျွန်တော်ချစ်ခင်လေးစားရတဲ့အမှုပညာရှင်ထဲမှာရှာရှာပါပါကျွန်တော်တို့ရဲ့အချစ်တော်ကြီးကိုကျူးကျော်မအားလာကိုဂီတပညာနဲ့ပါပါလေးဆော်ထားတာတိုင်းလာပါဆိုရမှန်းမသိပေါင်းတင်တဲ့ရဲ့တူထိုင်တောင်းလေယူသားယူချိုလာခါလာမသိမစားပြီးပိုက်တာပြေးသွားခဲ့တယ်မိုက်ပြီနော်စားလိုက်တာငါပါဟင်းမမသိလက်တန်းနေနော်ခဏသာပြင်ထွန်းလေဘယ်ဒီဘယ်ဝဲမှန်းလဲမသိChange the banana tea. The people not the one. No, I did get us so good. About my school, no, but let the sun do young boy. စောက်ဖူးကျင်ဆိုးတို့အုပ်စုကိုပြောတာနော်လက်တဆုပ်စာလူတစုကြောင့်ကျွန်တော်တို့ပြည်သူတွေ
ရစရာမရှိအောင်အလုံးလုံးလိမ့်လိမ့်ခံစားနေရတာ ရေချမ်းမှုကငါမျက်နှာဆုံး ဟုတ်တယ် တာချီရကေတော့ဆောက်ဖို့ဒီလူတွေဘဝရေချမ်းမှုများလက်တဆုံဆာလူစုကြောင့်မို့ တဆုပ်ဆ ရေချမ်းနိုင်လို့ ကျွန်တော်တို့ရဲ့ကိုကျူးကျော်အဆအဆင်ပြေပါစေဘေးကင်းပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်တို့အတူတူရှေ့ဆက်သွားကြဗီဒီယိုလေးကတော့ကျွန်တော်တို့လေးစားချစ်ခင်ရတယ်ကျွန်တော်တို့ရဲ့ကိုစီပြောထားတာလေးကိုတစ်ချက်နားထောင်ကြည့်မယ်ကျွန်တော်တို့နိုင်ငံအိမ်နီးချင်းတွေရဲ့ကောက်ကျစ်ရုပ်မာမှုကိုခံနေရပြီ ကျွန်တော်တို့မြန်မာပြည်သူတွေကလေစစ်အာဏာရှင်တစ်ခုတည်းကိုစန့်ကျင်တွန်းလှန်နေရတာမဟုတ်အိမ်နီးချင်းစောက်ကျစ်မကောင်းတဲ့တိုင်းပြည်ရဲ့ရန်ကိုလည်းခံနေရတယ် အဲ့ဒါ အခုတမှာအောက်ပုံမှာပြတ်ထားတာတော့ဒါတရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုအများစုကတော့ဒီသတင်းဌာနရဲ့ share အများစုကိုတရုတ်အစိုးရပိုင်ထားတာအဲ့ဒီသတင်းဌာနတစ်ခုကအစီအစဉ်တစ်ခုတင်ဆက်သွားတယ်အဲ့ဒါဘာတင်ဆက်လဲဆိုတော့မြန်မာနိုင်ငံကိုမင်းအောင်လှိုင်ကအာဏာမထိန်ချုပ်နိုင်လို့ရှိရင်တရုတ်နိုင်ငံအနေနဲ့ဝင်ရောက်ပြီးတော့တိုက်ခိုက်နိုင်မယ်ဆိုတဲ့သဘောတက်ရောက်တဲ့သတင်းကိုတင်ဆက်သွားတာအဲ့တော့အဓိကဒီသတင်းမှာသူဘာတွေပြောသွားလဲဆိုတော့ဒါဟို KIA အဖွဲ့ကိုအဓိကဥတီပြီးပြောရတာပေါ့ KIA အဖွဲ့ကအမေရိကန်ဩဇာခံအဖွဲ့ဖြစ်တယ်နော်သူတို့နိုင်ငံရဲ့တည်ငြိမ်ရေးအနေအချုပ်ချအာဏာကိုထိပါလာလို့ရှိရင်တရုတ်နိုင်ငံအနေနဲ့ဝင်ရောက်ပြီးတော့ဆွတ်ဖက်ကမယ်ဟိုငြိမ်းချမ်းစွာဖြည့်ရှင်းတဲ့နည်းကိုတုံးပြီးတော့စကားအရပြောထားဘူးပြီးဒါအောင်မှမရလို့ရှိရင်တရုတ်နိုင်ငံအနေနဲ့ဝင်ရောက်ဆွတ်ဖက်မယ်ဆိုတော့လက်ရှိတရုတ်နိုင်ငံဒီမြန်မာနိုင်ငံပေါ်ထပ်တလဲလဲပြောနေတဲ့စကားတစ်ခုမှရှိတယ်အဲ့ဒါဘာလဲဆိုတော့တည်ငြိမ်ရေး ဟာ ဘာကြောင့်တည်ငြိမ်ရေးလဲတရုတ်ရင်းနှီးမြှုပ်နှံမှုတွေအဓိကရှိတဲ့ data တွေမှာတည်ငြိမ်ရေးဖြစ်ဖို့အတွက်တရုတ်နိုင်ငံစူးစမ်းနေတယ်မြန်မာနိုင်ငံမြန်မာပြည်သူတို့စေတနာထားပြီးတော့သူတို့လောက်ရက်တစ်ခုမှမရှိဘူး နိုး တ ပါ ကယ်တော့မြန်မာနိုင်ငံမြန်မာပြည်သူတို့စေတနာထားခဲ့ရင်နော်ဒီမိုကရေစီရရှိရေးဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေးနော်တရုတ်နိုင်ငံဒီမိုကရေစီနိုင်ငံမဟုတ်တဲ့အတွက်ထားလိုက်အောင်ဒါပေမဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေးကိုတော့သူတို့အနေနဲ့ပံ့ပိုးကူညီဝန်းရံရမယ်ဒါပေမဲ့မဟုတ်ဘူးတရုတ်နိုင်ငံအလုံးထိတဲ့အတိုင်းမြန်မာနိုင်ငံမှာရှိတဲ့တယံဇာတအရင်းမြစ်အလုံးကိုအောက်ဈေးနဲ့နှိုက်ကဘာကိုပြန်ပြီးတော့အမျက်ကြီးစားပြန်ရောင်းအရေးရှင်စနစ်အတက်တွင်းနေတဲ့တွင်းဆုပ်ဖောက်ကောင်တွေပဲဖြစ်တယ်အဲ့တော့ဒီလိုပြောဆိုမှုကဒါမြန်မာပြည်သူတရက်လုံးကိုလူဘာဝပြီးတော့ပြောရတာပဲနော်အဲ့တော့သူတို့ဝင်လာလို့ရှိရင်မြန်မာပြည်သူတွေကဒီတိုင်းထိုင်နေတယ်လို့သူတို့ထင်လားမသိဘူးနော်မင်းအောင်နိုင်ရှုံးလို့မင်းတို့တရုတ်စစ်တပ်ကဝင်လာရောမြန်မာပြည်သူတွေကလက်ပိုက်ပြီးတော့တရုတ်စစ်တပ်ကိုကြည့်နေမယ်လို့ထင်လားမသိဘူးနော်အဲ့တော့တရုတ်ပြည်မင်းဆိုတာတမိုင်းမှာဂျန်ခဲ့တာအလကားမဟုတ်ဘူးလေဟုတ်တယ်မလားမြန်မာပြည်ငါတို့တရုတ်အင်အားကြီးတယ်ဒီမြန်မာပြည်သားတွေစစ်အာဏာရှင်လက်အောက်မှာနစ်မုန်းပြီးတော့ဘာမှအင်အားမရှိပါဘူးခက်မိလက်နဲ့တွေမရှိပါဘူးဆိုပြီးအထင်သေးပြီးတော့ဝင်ပြီးလူပါဝကျင်တဲ့ဝါပေါ့ဟုတ်တယ်မလားမြန်မာပြည်သူတွေကဒီတိုင်းကြည့်နေလို့အမေရိကန်ကလည်းဒီတိုင်းကြည့်နေမှာမဟုတ်ဘူးရှင်းလေပဲဒါပေမဲ့ဒီတရင်ကိုကျွန်တော်တို့အခုကျွန်တော်ပြောပြရဆိုတာကိုပြည်သူတွေအားလုံးသိဖို့ပါ ကိုစီဘယ်နိုင်ငံမှအလောက်ကူညီပေးစရာမလိုဘူးတကယ်နိုင်ငံတစ်ခုခုကကျူးကျော်လာမယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေကနော်အယိုးကြည်ကြည်အရေးခန်းခန်းပါဝင်ကြမဲ့လူတွေကြီးပဲ အိန္ဒိယနိုင်ငံတွေဆိုတာကျွန်တော်တို့နိုင်ငံရဲ့တိုးတက်မှုကိုလုံးဝမလိုလားတဲ့နိုင်ငံတွေများတယ် ဟုတ်တာ ရှင်းရှင်းပြောရင်တရုတ်နိုင်ငံမဟုတ်အရှားသောနိုင်ငံတွေဒီလိုပဲเนาะအများစုကဟိုတကယ်စိတ်ရင်းစေတနာကောင်းရှိတဲ့နိုင်ငံတွေလည်းရှိပါတယ်ဒါပေမဲ့အများစုကတော့ကျွန်တော်တို့တိုင်းပြည်စင်းရဲနေတာသူတို့အတွက်အခွင့်အရေးတွေနှိုက်လို့ရတယ် ဒါပဲ မတရားခွင့်ရေးတွေအဲ့တော့ကျွန်တော်တို့တိုင်းပြည်တိုးတက်သွားမှဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်သွားမှနော်နိုင်ငံတိုးတက်သွားမှတို့အင်မတန်စိုးရင်ကြတယ်ဘာဖြစ်လို့လဲတန်ရပေးပြီးတော့ဝယ်ရတော့ကြောက်စိမ့်တုံးတဘောတသိန်းတန်တဲ့ကြောက်စိမ့်ကိုလောလောဆယ်မှာတကြက်နဲ့ရနေတယ်တရုတ်ကဒါပေမဲ့ကျွန်တော်နိုင်ငံတည်ငြိမ်တိုးတက်သွားတဲ့နေ့ကျရင်တသိန်းတန်တဲ့ပစ္စည်းကိုတို့တသိန်းနဲ့ပေးဝယ်ရမယ်အဲ့ဒီအတွက်ကျွန်တော်နိုင်ငံတိုးတက်မှာကိုအရင်ကြောက်တယ်ထုံနည်းတူပဲအခြားသောအာဆီယံနိုင်ငံချို့လည်းအများကြီးရှိတယ်ဒါတွေကိုကြည့်ချင်းအမြင်ကျွန်တော်တို့ပြည်သူတွေအထူးသဖြင့်တိုင်းသားလက်နက်ကိုင်တွေအခုဆို PDF တွေငါတို့တွေစီးလုံးမှငါတို့ပြည်သူတွေဘဝကလွတ်မဲ့ကျွတ်မဲ့ဆိုတဲ့အတွေးမျိုးကိုတွေးတင်တယ်ကိုဒေတာကိုနေကိုဒေတာမှာလက်နက်ကိုင်ကိုဒေတာမှာကိုဘိုလ်လုပ်ပြီးတော့အဲ့ဒီဘဝလေးကိုတာယာနေကြမယ်ဆိုရင်ကျွန်တော်တို့တွေရဲ့မျိုးဆက်ကျွန်တော်တို့နိုင်ငံအနာဂတ်ညောင်းလေးရောက်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကကိုဒေတာမှာကိုနေုံနဲ့မပြီးဘူးကိုဒေတာမှာကိုနေပြီးတော့ကဘာကြီးကိုဖြန့်ကြည့်ကြဖို့လေလိုအပ်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့တွေစီးလုံးညီညွတ်ရမယ်အချိန်တန်ပြီး
ကျွန်တော်တို့စီးလုံးညီညွတ်မနိုင်လို့ရှိရင်ဒီပွဲမှာကျွန်တော်တို့မစီးလုံးနိုင်ကြရင်နောက်ဘယ်တော့မှမမီနဲ့မယုံရင်ကြည့်လိုက်နော်ကျွန်တော်တို့ဒီပွဲကိုကျွန်တော်တို့ပြည်သူအားလုံးစီးလုံးညီညွတ်နဲ့တွန်းလှန်နိုင်ရင်တွန်းလှန်မတွန်းလှန်နိုင်ရင်တော့မစင်းစားနဲ့တော့ကျင်းနေတယ်မြန်မာပြည်မှာလူလို့ကိုလည်းမစင်းစားနဲ့တော့နော်မြန်မာပြည်အနာဂတ်ကကျင်းနေတယ်စစ်တပ်အောက်ထောက်ခံတဲ့ဒီအုပ်စုတွေကပြောတယ်အနောက်အုပ်စုရဲ့သွေးထိုးလှုပ်ဆော်မှုတို့အနောက်အုပ်စုရဲ့ပံ့ပိုးမှုတို့အနောက်အုပ်စုကသွေးထိုးလှုပ်ဆော်လို့ပြည်သူတွေစင်းရဲမွဲတေသွားတဲ့နိုင်ငံရှိလားနော်မှန်တယ်အမေရိကန်သူ့ရဲ့ဩဇာကိုခံခိုင်းတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံပေါ်မတော်မတရားဘယ်တော့မှမပြုကျင့်ဘူးအမေရိကန်မတော်မတရားပြုကျင့်တဲ့နိုင်ငံရှိတာသူ့နိုင်ငံကတော့တွားမထိနဲ့အမှုတ်ချေလိုက်တယ်ထားပါတော့ကိုစီဘယ်နိုင်ငံကဘလူပဲဖြစ်ဖြစ်ကျွန်တော်တို့တွေအဓိကအရေးကြီးတာကဒီချိန်မှာစီးလုံးဖို့လိုပြီးနော်အိမ်နီးချင်းတွေရဲ့ရန်ဘလောက်ထိကြောက်ဖို့ကောင်းလဲဆိုရင်အခုလက်ရှိကိုဘလောက်တောင်စိတ်ဝင်နေပြီလဲဘလောက်တောင်ပိုင်ဆိုးထားပြီလဲဆိုတာအားလုံးမြင့်မြင့်ကိုတွေ့ပဲကျွန်တော်တို့ဒီပွဲမှာမပြတ်ရင်ကျွန်တော်တို့တစ်သက်နောင်လာမဲ့မျိုးစစ်တေထိခံမယုံတော့ဟုတ်ကဲ့ဗျအားလုံးပဲနားလဲသဘောပေါက်ကြမယ်လို့မျှော်လင့်ပါတယ်အားလုံးတွဲလက်ညီညီကျွန်တော်တို့တွေအရှိတိုးချီတက်တော်လှန်သွားကြမယ်